မင်္ဂလာဦးညမှာကျမဟောင်းနှွမ်းနေတဲ့ကတ်တင်ပေါ်မှာထိုင်နေမိတဲ့နှကန်းကိုလည်းတင်းစီထားမိတယ်။အဲ့ချိန်မှာကျမကိုဝယ်ခဲ့တဲ့သူချင်းကြိုကရုတ်တရက်ဝင်လာလို့ကြောက်လက်တုန်လှုပ်သွားခဲ့တယ်။ကျမကိုအတော်ဖြစ်သူကရွာထဲမှာအကြမ်းတမ်းဆုံးမှုဆိုးစီရောင်းလိုက်တဲ့အာမန်ရဲ့အတော့ကိုရက်ဆက်တယ်လို့အပြစ်မတင်ပါနဲ့နင့်ကိုကြွေးမွေးဆောင်းရှောက်လာတာနှစ်တွေအတော်ကြာပြီးအိမ်ကဆန်တွေကိုအများကြီးစားခဲ့ပြီးပြီပဲအခုကနင်းဘက်ကကျေးဇူးဆက်ရမယ့်အချိန်ပဲအဲ့ဒီချင်းကြိုကကြမ်းတမ်းနေဆိုပေမဲ့သူကအမဲလိုက်တတ်တယ်လေနောက်ဆိုနေအသားဝအောင်စားရမှာပါသွားတော့ချင်းကြိုကလူသက်သမားတယောက်လိုပဲငငယ်ကလေးကမိဘကန်ခေခဲ့တဲ့သူပေါ်သူ့မိဘတွေကသူငငယ်လေးမှာတင်သူကိုပြစ်ထားပြီးအဝေးမှာအလုပ်သွားလုပ်ကြတယ်ဘယ်တော့မှပြန်မလာတော့ဘူးလေရွာသားတွေပြောတာကသူ၈နှစ်သားမှာတင်တော်တဲ့တယောက်တည်းဝင်နိုင်ပြီးတဲ့15နှစ်မှာဝင်ပလွေနဲ့ဝုံဝုံကိုတိုက်ခိုက်နိုင်ခဲ့တယ်လူအများကြီးကသူ့ကိုကြောက်ကြတယ်ကျမလည်းကြောက်လို့သူ့ကိုမြင်ရင်အမြဲရှောင်နေသူကကျမကိုဝင်ငကြက်နဲ့ဝယ်လိုက်မယ်လို့မထင်ထားမိဘူးအိမ်ကနေထွက်လာတဲ့နေ့မှာချင်းကြိုကကျမကိုလာကြိုခဲ့တယ်နမကအနီရောင်အင်ဂျီအဟောင်းလေးကိုဝတ်ထားပြီးချင်းကျိုရဲ့မြစ်ပတ်ဆုပ်ပြက်နေတဲ့အိမ်လေးကိုလိုက်သွားခဲ့တယ်။အဲ့ဒီနေရာလေးကိုပေါ့ကျမတိတ်အကြာကြီးအသက်ရှင်နိုင်မှာမဟုတ်ဘူးလို့တွေးမိတယ်။ခေါင်းထဲမှာအတော်ကကျမကိုရောင်းပြီးရတဲ့ပတ်စံကိုရေတွက်နေတဲ့ပုံရိပ်တွေပဲပေါ်နေတယ်။ချင်းကျိုကစကားတိတ်မပြောဘူးကျမကိုအိမ်ထဲခေါ်လာပြီးသူ့အလုပ်သူလုပ်နေတယ်။ကျမကတော့ခြံထဲမှာသွားရမလို့နေရမလို့နဲ့ရက်နေမိတယ်တစ်တိုင်တစ်ခုလိုပဲပေါ့ချင်းကျိုချင်းတောင်းတလုံးနဲ့ပြန်လာတဲ့အထိပဲသူကတစ်သားစပွဲတစ်ခုကိုဆွဲထုတ်လိုက်ပြီးဟင်းတွေကိုပြင်လိုက်တယ်။သမင်းဖြူနဲ့အသားဟင်းတွေပါပဲကျမလှုပ်တာမြင်တော့ချင်းကြိုကပကံနဲ့ဟင်းတွေထည့်ပေးတယ်ပြီးတော့ဇွန်းနဲ့တူကိုလက်ထဲထိုးထည့်ပြီးစားခိုင်းတယ်ကျမအရန်ပိုက်စားပြီးအသားလဲစားချင်နေတာဘလို့မှမအောင်နိုင်တော့ဘူးကောင်းကုန်ပြီးတော့ပဲအားရပါရစားလိုက်တော့တယ်ဒါဟာမိဘတွေဆုံးပြီးနောက်ပိုင်းပထမဆုံးအကြိမ်ပဲဝအောင်စားရတာပဲသမင်းစားပြီးတော့အကျင့်တိုင်းပကံဆေးဖို့ပြင်လိုက်တယ်နင်းထိုင်နေလိုက်ပါမနှက်မှလို့တော့ဘသူစီကမှကောင်းချင်းမရဘူးဘာမှကိုမရှိတာပါချင်းကြိုကအခန်းထဲဝင်ဖို့ပြောတော့ကျမအရန်ကြောက်သွားတယ်တုံတုံရင်ရင်နဲ့အခန်းထဲဝင်ခဲ့တယ်ရက်နေရမလားထိုင်နေရမလားမသိဘူးချင်းကြိုကခုတင်ကိုညွှန်ပြတယ်သူရဲ့ဟောင်းနှံ့နေတဲ့ခုတင်ပေါ်မှာထိုင်ရင်ကျမတကူလုံးတုံနေမိတယ်ချင်းကြိုသူပါလုံနေတာလဲသူကခုတင်ဘေးမှာထိုင်ပြီးဓာသွေးနေတယ်ဒါဟာလူတဝက်လောက်ရှိတဲ့အမဲလိုက်ဓာကြီးပဲဓာသွားကအေးဆက်ဆက်နဲ့အယောင်တောက်နေတဲ့အပေါ်မှာမစေးရသေးတဲ့သွေးညီနှံတွေတောင်ရှိနေတယ်လို့ပဲဓာသွေးနေတဲ့အတန်ကချက်ချက်တိုင်းကျမရဲ့နှလုံးသားကိုချစ်နေတယ်လို့ပဲဒီကိုလာဦးလို့ချင်းကြိုကပြောလိုက်တယ်ကျန်းတန်းပြီးကြောက်စရာကောင်းတယ်ကျမမလုပ်ရဲဘူးချင်းကြိုမျက်မှောင်ကျုပ်လိုက်ပြီးရုတ်တရက်ထွက်လိုက်တယ်သူ့ရဲ့ကြီးမားတဲ့အရေးကကျမအပေါ်ကိုချက်ချင်းကျရောက်လာတယ်လူကောင်ကြီးမားတဲ့အရေးကြီးကကျမအပေါ်ကိုချက်ချင်းလွှမ်းမိုးသွားတယ်ရိုက်မလားနှက်မလားဆိုတဲ့ကြောက်စိမ့်တဲ့မျက်လုံးကိုအတင်းမိတ်ထားလိုက်မိတယ်အသက်ရှင်ဖို့အတွက်ကျမဘလို့မှမခုခံနိုင်ဘူးဒါဟာကျမရဲ့ကံကြမ္မာပဲဒါပေမဲ့ဘာနာကျင်မှုမှဖြစ်မလာခဲ့ပါဘူးချင်းကြိုကကျမရဲ့အေးဆက်နေတဲ့လက်ကိုဆွဲယူပြီးနှွေးထွေးတဲ့အရာတစ်ခုထည့်ပေးတယ်မျက်လုံးဖွင့်ကြည့်လိုက်တော့လက်ထဲမှာငွေလက်ကောက်လေးတစ်ခုသူကကျမကိုလက်ကောက်ပေးနေတာလားကျမကြောင့်အမ်းသွားရတယ်ဒါမင်းအတွက်ငါနောက်လိုက်ရတာမင်းပင်ပန်းသွားပြီးနောက်ဆိုငါမင်းကိုကောင်းကောင်းထားပါမယ်တဲ့ကျမကောင်းကုန်ပြီးလက်ထဲကလက်ကောက်လေးကိုကြည့်ရင်မျက်ရည်တွေတားမရပဲကျလာမိတယ်။ဘာဖြစ်လို့လဲမကြိုက်လို့လားလို့သူကစိုးရိမ်တကြီးမေးတယ်မဟုတ်ပါဘူး။ချစ်ချင်းမြတ်တာကိုမခံစားရတာကြာလုံးလို့ပါမိဘတွေဆုံးသွားပြီးကလေးကကျမဟာအဖိုးတန်တဲ့သမီးလေးမဟုတ်တော့ပဲသူများအိမ်မှာကပ်နေရတဲ့တနာစရာဘဝဖြစ်ခဲ့ရတာအတော်ဖြစ်သူကထမင်းတစ်နက်ကျွေးရင်ကျေးဇူးတည်တတ်ရမယ်။အလိုက်တရမယ်ဆိုပြီးအလုပ်တွေအများကြီးခိုင်းခဲ့တာညဘက်မှာချင်းကြိုကကျမကိုဘာမှမလုပ်ပါဘူးကျမကိုခတင်ပေါ်မှာအိတ်ခိုင်းပြီးသူကတော့ကျန်းပြင်မှာပဲအိတ်တယ်တစ်ဖက်ကိုလှည့်ကြည့်လိုက်ရင်တောင်ကြီးတစ်လုံးလိုလဲလျောင်းနေတဲ့သူ့ကိုမြင်နေရတယ်သူ့ရဲ့ဟောက်တန်ကိုကြားနေရမှကျမရဲ့စိုးရိမ်စိတ်တွေပြေပြောက်ပြီးအိပ်ပျော်သွားတော့တယ်ဒါပေမဲ့အိမ်မက်တွေကတော့စိုးနေတော့မဲ့အတော်ကစူပူနေတာတွေတခြားသူတွေကနှိပ်စက်တာတွေနောက်ပြီးဝက်ဝင်ကြီးတကောင်ကသွေးညီနှံတွေနဲ့ကျမစီပြေးလာတာမျိုးတွေပေါ့ကျမလက်နိုးလာတော့မှတတိယလိုက်တယ်အတော်ကကျမကိုမူဆိုးချင်ကြိုးစီရောင်းစားလိုက်ပြီးဆိုတာနဖူးကချွေးတွေကိုတုပ်ပြီးအပြင်ထွက်ကြည့်တော့ပတ်ဝန်းကျင်ကတိတ်ဆိတ်လို့တောကောင်နှံ့တွေသွေးညီနှံ့တွေကချင်းကြိုရဲ့ကိုနှံ့နဲ့ရောထွေးနေတယ်မိဖို့ချောင်းထဲဝင်ကြည့်တော့ညစ်ပတ်နေတာပဲအိုးတွေဆိုရင်လည်းတန်ချေးတွေတက်လို့ကျမထွက်မပြေးရဲသလိုအပြင်လည်းမထွက်ရဲဘူးအသက်ရှင်ဖို့အတွက်ဒီမှာပဲအဆင်ပြေအောင်နေရမှာပဲမိဖို့ချောင်းကိုရှင်းလင်းနေတော့ချင်းကြိုပြန်လာပြီးမနှက်စာဝဲလာပေးတယ်ငုံလုံးကြီးနဲ့အသားပါတဲ့အချင်းဖက်သားဟာကျမအတွက်တော့အရန်ကောင်းတဲ့စားစရာပဲငါမင်းကိုကြွေးနိုင်ပါတယ်လို့သူကပြောတော့ကျမလည်းအာမနာတော့ဘူးဟင်းချက်တက်လားလို့သူကမေးတော့ကျမကချက်တက်ကြောင်းပြန်ပြောလိုက်တယ်သူကစားစရာတွေအကုန်စားပြီးတာနဲ့အိမ်ကိစ္စတွေကိုမင်းမဲစီမံလိုက်တော့လို့ပြောပြီးထွက်သွားတယ်သူပြောတာတွေကိုကျမအပြည့်အဝတော့မယုံရဲသေးဘူးမိဖို့ချောင်းကသေးပေမဲ့အရန်ညစ်ပတ်ပြီးပိုးဟက်တွေကြက်တွေလည်းအများကြီးပဲနောက်ဆိုကျမဒီမှာထမင်းချက်ရမှာဆိုတော့ပြောင်းစင်နေအောင်အကုန်ရှင်းလိုက်တယ်ခဏကြာတော့ချင်းကြိုဆန်းအိတ်ကြီးတဲပြီးပြန်လာတယ်တခြားလိုအပ်တာတွေကိုမြို့မှာသွားဝယ်အောင်မယ်တဲ့သူ့အိမ်မှာအခန်း3ခန်းရှိပေမဲ့တခန်းကတော့ခတ်ထားတယ်ကျမမဆက်စုရဲဘူးစိတ်ဆိုးအောင်လုပ်ရင်ဘလို့တေးမလဲတောင်မသိနိုင်ဘူးလေကျမအခန်းထဲဝင်ပြီးသူ့ရဲ့ဟောင်းနှွှညစ်ပတ်နေတဲ့အဝတ်စားတွေကိုတင်းကျုံယူပြီးလျှော်ဖို့လုပ်တယ်အဝတ်ပုံတွေကကြက်တွေပြေးထွက်လာတော့နိုင်မောင်းမိသေးတယ်အဲ့ဒီအချိန်မှာပဲချင်းကြိုကချင်းတောင်းတစ်ခုကိုထမ်းပြီးအပြင်ကိုပြန်ထွက်သွားပြန်ပါပြီအဆက်လေးကြည့်မယ်ဆို like and comment ရေးခဲ့နော်
ကျမသူဝင်လာတာကိုမြင်တော့ကြောက်ပြီးလန့်သွားမိတယ်တကယ်တော့အပြင်ကနေအသားမှုတွေဝယ်လာပေးခဲ့တာမိဘတွေဆုံးပြီးကလေးကဒီလိုမုံမျိုးမစားဘူးတော့တာချင်းချိုကနူးညံ့နေတဲ့မုံကိုကျမရှိတိုးပေးပြီးမြ မြန်စားလို့ပြောတယ်မုံကိုလှမ်းယူလိုက်တော့နေအောင်အောက်မှာလက်ကငွေဟန့်နေတဲ့လက်ကောက်လေးကတလက်လက်တောက်ပနေတယ်လို့လက်ထဲကမုံလေးကလည်းဖြူဖွေးပြီးငွေကြိုင်နေတာပဲတကိုက်လိုက်ရုံနဲ့အထဲကအသားရည်ကြီးလေးတွေကထွက်လာပြီးဆွဲမစရာကောင်းလာတယ်နှစ်ခုစားပြီးတော့ထပ်မယူရဲတော့ဘူးဒါပေမဲ့ချင်းချိုကနောက်ထပ်တစ်ခုကိုကျမလက်ထဲအတင်းထည့်ပေးပြန်တယ်ကျမလည်းခေါင်းငုံပြီးတမျိုးမျိုးနဲ့စားနေမိတာပေါ့မိဖို့ကြောင့်မှလိုရာတွေချင်းထဲမှာရှိတယ်တင်းစီလိုက်ဦးငါရင်နှွေးချမ်းသွားယူအောင်မယ်တဲ့ချင်းချိုကကြောက်စရာကောင်းပြီးစကားပြောရင်လည်းအေးဆက်လာပေမဲ့နားထောင်ရင်းနဲ့ကျမမကြောက်တော့ဘူးကျမခေါင်းငင်းပြပြီးထွက်သွားတဲ့သူ့ရဲ့ကြောပြင်ကြီးကိုကြည့်နေမိတယ်ချင်းထဲမှာစီစားပိန်းကပိအချုံမှုတွေအပြင်အသားတလုံးတကြားနဲ့ပြားရည်အိုးတလုံးတောင်ပါသေးတယ်ဒါတွေကကျမအတွက်ဝယ်ပေးတာလားလို့တွေးမိရင်မျက်လုံးထဲဖုံးဝင်တယ်လို့နဲ့မျက်ရည်တွေဝဲလာလို့အမြန်ပဲပို့လိုက်ရတယ်သူချင်းတွေထမ်းပြီးပြန်လာတော့လက်ထဲမှာလည်းဟင်းသီးဟင်းရွက်တွေနဲ့ကြက်ဥတွေပါလာသေးတယ်အကုန်ချက်လိုက်ငါအများကြီးစားတတ်တယ်တဲ့ကျမလည်းတွေးဝေဝေနဲ့ခေါင်းကြီးလိုက်မိတယ်အများကြီးချက်ရင်ချင်းကြိုစားပြီးကျမလည်းဘိုင်းဘဝစားရတာပေါ့ထမင်းဦးကြီးကြီးတည်ရဲ့အသားတွေကိုပပလီပြီးဟင်းသီးဟင်းရွက်နဲ့ကြော်တယ်ကြက်ဥကြော်လည်းထည့်လိုက်တယ်ချင်းကြိုကဟင်းနှစ်ခွက်နဲ့ထမင်းဖြူကိုမြင်တော့မျက်လုံးတွေအယောင်တောက်သွားပြီးစားကြဆိုလို့ဆိုတယ်သူရင်စစားတော့မှကျမလည်းစားရဲတယ်သူကအသားတုံးကိုကျမပန်ကန်ထဲထည့်ပေးပြီးစားလို့ပြောပြီးအားရပါရစားတော့တာပဲကျမလည်းခေါင်းပုံပြီးတမြုံမြုံစားနေမိတယ်ကျမကိုသူဝယ်ထားတာဆိုတော့အိမ်ပြန်စရာမိဘအိမ်လည်းမရှိဘူးအရင်ကအင်ဂျီဟောင်းတွေကိုလည်းပြန်ယူခွင့်မရခဲ့ဘူးချင်းချိုကဘယ်ကနေရလာမှန်းမသိတဲ့အင်ဂျီဟောင်းတချို့ပေးတယ်အဲ့ဒါတွေကိုရှော့ဖို့ပြီးပြန်ကျုံဝေးရတာပေါ့ခြံထဲမှာကြက်တုံမိတ်တော့စိုက်တဲ့ချင်းချိုကိုလည်းကြက်ခြံလေးစောက်ခိုင်းလိုက်တယ်တနေ့မှသူကမြို့ကိုဈေးဝယ်လိုက်ခဲ့ဖို့ပြောတယ်မြို့ကိုမရောက်တာကြာလာပြီဆိုတော့မြို့ကဘလောက်တောင်စီကားနေမလဲတောင်မမှတ်မိတော့ဘူးငါလဲစီးပြီးသွားကြတော့လဲမောင်းတဲ့ဦးလေးကြီးကဒါမင်းမလားလို့မေးတယ်ချင်းချိုကကျမကိုကြည့်ပြီးရှက်ကိုရှက်ကန်းနဲ့ခေါင်းငင်းပြတယ်ကောင်းတယ်မင်းကန်ကောင်းတာပဲတဲ့ကျမလည်းရှက်လုံးလို့မျက်နာတွေပူထူးပြီးခေါင်းကုန်ထားလိုက်ရတယ်မျိုးရောက်တော့သူ့နောက်ကနေငင်းငင်းလေးလိုက်နေမိတယ်ဘာဝဲဝဲမမေးရဲဘူးသူကကျမလက်ကိုလှမ်းဆွဲလိုက်တော့လန့်သွားပေမဲ့သူကဘာမှမပြောဘဲရှေ့ကိုခေါ်သွားတယ်ကျမကိုမှုံဝဲကျွေးတယ်အင်ကြီးချုပ်ဖို့ပိတ်စအစ်စ်တွေဝယ်ပေးတယ်လို့ဂွန်းတွေလည်းဝယ်ပေးတယ်မလဲပေါ်မှာကျမတို့ပစ္စည်းတွေကအများဆုံးပဲအိမ်နီးနားချင်းအတော်ကြီးတွေကချင်းချိုကိုမမေးရတော့ကျမကိုလှမ်းမေးကြတယ်ဒါတွေအများကြီးဝယ်တာပတ်စံအများကြီးကုန်မှာပဲနော်အိမ်မှာဘသူကငွေကင်တာလဲတဲ့ချင်းချိုကကျမကိုပတ်စံတပြားမှမပေးထားဘူးလေသူပဲကင်ပါတယ်လို့ကျမဖြေလိုက်တော့သူတို့ကတမျိုးကြည့်ပြီးငြိမ်သွားကြတယ်အိမ်ပြန်ရောက်တော့ကျမဝမ်းသာအားရပစ္စည်းတွေတဲတယ်အဲ့ဒီအချိန်မှာချင်းချိုကသူ့ရင်ဘက်ထဲကပတ်စံအိတ်ကိုထုတ်ပြီးကျမလက်ထဲထည့်ပေးတယ်နောက်ဆုံးငါရှာသမျှပတ်စံတွေအကုန်လုံးမင်းကိုအပ်မယ်တဲ့ကျမစကားတွေတောင်ဖြစ်ကုန်တယ်ယောက်ျားကအပြင်မှာရှာမိန်းမကအိမ်တွင်းမှုကိုထိန်းရမယ်ဆိုတော့အိမ်ကပတ်စံတွေကိုမင်းမဲကင်တင်တယ်လို့သူကပြောတယ်လက်ထဲကပတ်စံအိတ်လေးကလေးလံနေတာပဲတိတ်ကောင်းတာပဲချင်းချိုကကျမပတ်စံကြိုက်တာတီးလို့လားမသိဘူးရက်တော်ကြာတော်ရဲသွားပြီးအမဲလိုက်တယ်ပြန်လာရင်ရတဲ့ပတ်စံတွေကိုကျမကိုအပ်တယ်သူပြန်လာရင်စားဖို့ထမင်းဟင်းတွေအစင်တင်ပြင်ထားပေးတယ်လို့ရေနွေးတွေလည်းတီးပေးတယ်တနေ့မှသူကအာမန်ငါတို့လင်မယားအရာမြောက်ကြဆိုလို့ပြောလာတယ်ကျမဘာမှမပြောနိုင်ဘူးဘာလို့ရမလဲလဲမသိတော့ကြောက်မိတာပေါ့ဒါပေမဲ့သူကကျမအပေါ်တိတ်ကောင်းတာပဲသူ့ကိုထားခဲ့ရင်ကျမဘယ်ကိုသွားရမှာလဲသူ့မိန်းမအဖြစ်နေထိုင်ပြီးကလေးမွေးပေးရတာဟာကျမရဲ့ကံကြမ္မာပဲလို့လက်ခံလိုက်ပြီးခေါင်းကြီးပြလိုက်တယ်သူကအိယာခင်းအနီရောင်တွေခေါင်းအသစ်တွေနဲ့အရက်တွေပါပြင်ဆင်ထားတယ်ကျမတို့နှစ်ယောက်တည်းခြံထဲမှာကောင်းကင်နဲ့မြေကြီးကိုရှိခိုးပြီးမင်္ဂလာဦးအရက်ကိုတောက်ကြတယ်သူကတိတ်ပြီးကျင်နာတတ်တယ်အဲ့ဒီနောက်ပိုင်းမှာတော့သူ့ကိုရေတောက်ချင်တယ်လို့ခိုင်းရဲလာတယ်သူကချက်ချင်းထက်ခတ်ပေးတယ်ရေနွေးလားရေအေးလားတဲ့ရေအေးပဲပေးပါသူရေတိုက်တာကိုတောက်ရင်းကျမပြုံးမိရဲ့ချင်းချိုကစကားနေပေမဲ့အလုပ်ကြိုးစားတယ်ပတ်စံရှာပြီးကျမကိုအပ်တဲ့အပင်ပန်းခံလုပ်တွေလည်းသူပဲလုပ်တယ်ကျမတို့ပတ်စံစုပြီးအိမ်ခန်းတွေထပ်တိုးဖို့တိုင်ပင်ထားကြတယ်တရက်တော့အတော်ကြီးကကျမစီရောက်လာပြီးအာမန်မင်းယောက်ျားချင်းချိုရှိလားလို့မေးတယ်သူတော်ရဲသွားတယ်လို့ပြောတော့အတော်ကြီးကပြပြတလဲနဲ့ဒုက္ခပဲချင်းချိုရဲ့မိဘတွေပြန်ရောက်လာပြီးသူတို့ကတရက်ဆက်တာအခုနောက်ကောင်လေးတယောက်လည်းပါလာတယ်ချင်းချိုရဲ့ညီဖြစ်မယ်ထင်တဲ့အတော်ကြီးရဲ့စကားကြောင့်ကျမကောင်းထဲမှာမိုးချိုးပစ်လိုက်တယ်လို့ထူပူသွားတော့တာပဲချင်းချိုရဲ့မိဘတွေကငငယ်လေးကချင်းချိုကိုထားခဲ့ပြီးသူတို့ကအပြင်မှာအလုပ်သွားလို့ရင်ဆယ်စုနှစ်တခုကျော်တရင်စာနာပြောင်းနေခဲ့တာမဟုတ်လားအခုမှဘာလို့ပြန်လာတာလဲပြန်လာပြီးဘာလို့မလို့လဲအပြင်မှာအဆင်မပြေတော့လို့ချင်းချိုစီပြန်ကတ်တာပဲဖြစ်ရမယ်အဖေနဲ့အမေဒါကျွန်တော်တို့အိမ်မဲဘာလို့ဒီလောက်တောင်ဟောင်းနှန်းဆုပ်ပြက်နေရတာလဲဆိုတော့နှာခေါင်းရှုံတန်တစ်ခုကြားလိုက်ရလို့အပြင်ကိုထွက်ကြည့်လိုက်တော့လူ၃ယောက်ကိုတွေ့လိုက်ရတယ်လူကြီး၂ယောက်နဲ့လူငယ်၁ယောက်လူကြီးတွေရဲ့မျက်လုံးထဲမှာတော့သဘောမကျတဲ့အရေးအယောင်တွေနဲ့လူငယ်ကတော့နှာခေါင်းရှုံလို့နေကချင်းချိုဝယ်ထားတဲ့မိမအာမန်ဆိုတာလားငါကချင်းချိုရဲ့အမေနင်းရဲ့ရောက်ခမပဲဘာရဲ့ကြည့်နေတာလဲမြင်မြင်ရေခက်ပေးဦးရေငက်လို့တေတော့မယ်ပြီးတော့အိမ်မှာရှိတဲ့အကောင်းဆုံးတွေကိုချက်ပြုတ်ပြီးအကောင်းဆုံးခန်းကိုလည်းရှင်းလင်းထားလိုက်နင်းရဲ့မကလေးချင်းပေါင်းအတွက်မင်္ဂလာဆောင်ဖို့ပြင်ရမယ်တဲ့ချင်းချိုရဲ့အမေဝန်ကစကားပြောရင်အိမ်ထဲကိုဝဲဝဲကြည့်ပြီးကျမကိုလည်းနှာခေါင်းရှုံကြည့်ပြန်တယ်ချင်းချိုဆိုတဲ့အကောင်ကရောဘယ်ရောက်နေတာလဲသူ့အဖေနဲ့အမေပြန်လာတာကိုထွက်မကြိုရကောင်းလားလို့ပြောပြီးအိမ်ထဲဝင်ဖို့လှုပ်တုံးမှာပဲချင်းချိုကထင်းတွေထမ်းပြီးပြန်ရောက်လာတယ်သူ့နောက်မှာတော့အတေး
င်းချင်းလာကြည့်ကြတဲ့ရွာသားတွေလည်းပါလာတာပေါ့ချင်းချိုကသူတို့ကိုကြည့်ပြီးမျက်မှောင်ကျုပ်သွားတယ်သူကသူ့မိဘတွေကိုမမှတ်မိတော့ဘူးထင်တယ်ခင်ဗျားတို့ကဘာတူလဲကျွန်တော်အိမ်မှာဘာလုပ်နေတာလဲလို့အေးဆက်ဆက်မေးလိုက်တယ်ချင်းချိုငါကနင့်အမေလေးတေချာကြည်စမ်းမမှတ်မိတော့ဘူးလားလို့ပြောတယ်ချင်းချိုရဲ့အဖေကတော့ချင်းချိုကိုဒေါသတကြီးကြည့်ပြီးဒီကောင်ကို့ဖေနဲ့အမေကိုတော့မမှတ်မိတော့ဘူးလားဆိုပြီးရှေ့တိုးလာပြီးရိုက်ဖို့လုပ်တယ်ဒါပေမဲ့ချင်းချိုရဲ့ထွားချိုင်းနဲ့ကိုလုံးနဲ့ကြမ်းတမ်းခတ်ထန်တဲ့မျက်နှာကိုမြင်တော့လက်ညှိုးထိုးပြီးဆဲဆိုတာပဲလုပ်ရဲတော့တယ်ရွာလူကြီးတွေရောက်လာပြီးဒါဟာချင်းချိုရဲ့မိဘတွေနဲ့ညီဖြစ်သူဆိုတာတက်တေထူပေးကြတော့ချင်းချိုမှညင်းလို့မရတော့ဘူးမိဘတွေပြန်လာတာပဲအိမ်မှာလက်ခံပြီးလှုပ်ကြွေးလိုက်ပါလို့သူတို့ကဖြောင်းဖြကြတယ်ချင်းချိုရဲ့အဖေချင်းချောင်းဝန်ကအမေကိုလှုပ်ကြွေးုံတင်မကဘူးချင်းမောင်အတွက်လည်းမိမတယောက်ရှာပေးရမယ်နင်ကအကူဖြစ်ပြီးတော့သူ့ကိုဒီတိုင်းလူပြိုကြီးဖြစ်အောင်ထားမလို့လားတဲ့ချင်းချိုကဘာမှပြန်မပြောဘူးသူသဘောတူလိုက်မှကြောက်လို့ကျမသူ့အင်ဂျီလက်ကိုလှမ်းဆွဲလိုက်တော့သူကစိုးရင်စရာမရှာဤချောင်းခေါင်းရင်းပြတဲ့မဲလိုက်တာပတ်စံရလွယ်တာပဲအိမ်သားတွေကိုကူညီတင်တာပေါ့လို့ရွာသားတချို့ကဝင်ပြောကြသေးတယ်ကျမကတော့ချင်းချိုရှိမှမတက်ရက်ပြီးချင်းချိုအသက်နဲ့လဲပြီးရှာထားတဲ့ပတ်စံတွေကိုဘာလို့သူ့ညီမိမယူဖို့ပေးရမှာလဲလို့ပြက်ပြက်သားသားပြောလိုက်တဲ့ချင်းပေါင်ကကျမကိုရိုင်းရိုင်းဆိုင်ဆိုင်ကြည့်ပြီးမရီဒီလိုတော့စကားမပြောနဲ့လေအဖေနဲ့အမေရှိနေတာပဲမရီဝင်ပြောစရာမလိုပါဘူးအကိုကျွန်တော်တို့ကညီကိုရင်းတွေလေးတဲ့သူ့မိကကျမကိုရိုက်ဖို့လက်ရွယ်ပြီးပြေးလာပေမဲ့ချင်းချိုကသူ့လက်ကဝတ်ကိုမြင်းမြင်းစုပ်ကင်ထားလိုက်တယ်သူ့မိကသူ့လက်ကိုယုံမရတော့နေကအမေရင်းကိုတောင်ပြန်လို့ရဲတာလားငါတော့မနေချင်တော့ဘူးသားကမိမရတော့အမေကိုမေ့ကုန်ပြီးဆိုပြီးမြေကြီးပေါ်ထိုင်ချပြီးငိုပါလေရောချင်းချိုကငိုနေတဲ့အမေကိုကြည့်ပြီးတော့ခမရတို့ဒီလောက်ကြာအောင်အဆက်အသွယ်တောင်တစ်ချက်လေးမလုပ်ပဲအခုမှဘာလာလုပ်တာလဲလို့မေးလိုက်တယ်သူ့မိကချက်ချင်းငိုရာရက်ပြီးထွက်လိုက်တယ်ငါတို့ကနင့်ကိုတတိယလို့ပြန်လာတာလေးပြီးတော့ဒီအိမ်ကငါတို့စောက်ခဲ့တာပြန်လာနေတာဘာမှမမှားဘူးတဲ့ချင်းချိုကကောင်းညိပြီးကောင်းပြီးအိမ်ကိုခမရတို့ယူလိုက်တာပဲမဲ့အိမ်ခွဲမယ်ကျွန်တော်ဒီနှစ်တွေမှာရှာထားတဲ့ပစ္စည်းတွေအကုန်တည်သွားမယ်လို့ပြောတယ်မဖြစ်နိုင်တာလို့ချင်းချိုမေကအော်ပြောတယ်အိမ်ထဲကပစ္စည်းတွေကိုသူကမျက်စိကျနေတာလေးနေတယ်သွားရင်ငါတို့ဘာသုံးရမှာလဲတဲ့ချင်းချားဝန်ကရွာလူကြီးတွေရှေ့မှာတူးထောက်ပြီးကျွန်တော်ကိုကူညီကြပါဦးသူကအခုမှအိမ်ခွဲမယ်ပြောနေတယ်ကျွန်တော်သဘောမတူဘူးဆိုပြီးငိုတောင်းပန်တယ်ချင်းချိုကထပ်ပြောတယ်ပစ္စည်းတွေထားခဲ့ပေးမယ်ဒါပေမဲ့ကျွန်တော်အမဲလိုက်တဲ့ပစ္စည်းတွေအိယာခင်းတွေနဲ့ကျွန်တော်တို့အဝတ်စားတွေတော့ယူသွားမယ်ပြီးတော့ကျွန်တော်တို့သားဖအဖြစ်ကနေပြက်စဲမယ်ဒီစကားကြောင့်အကုန်လုံးအံ့ဩသွားကြတယ်ချင်းချိုရဲ့မိဘတွေကသဘောမတူကြဘူးသူတို့မှတခုခုကြံစီထားတာရှိနေတယ်လို့ပဲအဲ့ချိန်သားဖအဖြစ်ကပြက်စဲခြင်းရင်ဒီမိမကိုရောင်းစားလိုက်ရတဲ့ပတ်စံကိုငါ့ကိုပေးလို့ပြောလိုက်တဲ့အခါမှာတော့ချင်းချိုဒေါသထွက်သွားပြီးချင်းပေါင်ကိုကန်ချလိုက်တော့တာပဲနင်ပြင်မှာဘာပြဿနာရှာခဲ့တာလဲလို့သူကမေးတယ်ချင်းပေါင်ကမပြောချင်ပေမဲ့ချင်းချိုကထိုးကြိတ်တော့မှချင်းပေါင်ကလောင်းကစားဝိုင်းမှာငွေ100အကျပ်ကျွေးတင်နေတာလို့ဝန်ခံလိုက်ရတယ်ရွာသားတွေနဲ့ရွာလူကြီးတွေပါဒီလောက်များတဲ့ပမာဏကိုကြားပြီးအံ့ဩသွားကြတယ်ချင်းပေါင်ကချင်းချိုကိုအသက်ကယ်ဖို့လူထောက်တောင်းပန်တဲ့ချင်းချိုကဒေါသတကြီးနဲ့တော်တော့သားဖဖြစ်ပြက်စဲစာချုပ်မှာလက်မှတ်ထိုးရင်အိမ်ပစ္စည်းတွေနဲ့ကျွန်တော်လေခွင်းတွေကိုပါခမားတို့ကိုပေးမယ်သဘောမတူရင်တော့ချင်းမောင်ရဲ့ခြေထောက်ကိုရိုက်ချိုးပြီးကျွေးရှင်တွေစီအပ်လိုက်မယ်သူသေးမလားရှင်မလားကျွန်တော်နဲ့မဆိုင်တော့ဘူးလို့ပြောလိုက်တယ်လေတွေပါရမယ်ဆိုတော့ချင်းချောင်းဝန်ကချက်ချင်းသဘောတူလိုက်တယ်ကျမရင်ထဲမှာတော့ငိုချင်းစိတ်ပေါက်လာတယ်ကျမခက်ခက်ခဲခဲတိဆောက်ထားတဲ့အိမ်လေးမရှိတော့ဘူးလေဒါပေမဲ့ချင်းချိုပေးထားတဲ့ပတ်စံတွေကျမစီမှာရှိသေးလို့တော်သေးတာပေါ့ချင်းချိုနဲ့ကျမအဝတ်စားတွေတဲပြီးတောင်ပေါ်ကဖះเจ้าစီကိုထွက်လာခဲ့ကြတယ်ကျမအိမ်ကိုလှည့်ကြည့်ပြီးမူမီတော့ချင်းချိုကမျက်ရည်တုပ်ပေးပြီးမငိုနဲ့ငါတို့မှာပတ်စံရှိသေးတယ်သူတို့ကတွင်းနဲ့ကြီးလိုပဲအိမ်ကိုဖက်တွယ်ထားရင်ပိုပြီးဆုံးရှုံးရလိမ့်မယ်အခုတော့ကျွန်တော်တို့မှာဘာမှမရှိတော့ဘူးဆိုရင်ကျွေးရှင်တွေလည်းကျွန်တော်တို့စီလာမှာမဟုတ်တော့ဘူးလို့ပြောတယ်နောက်ဆုံးတော့ရွာလူကြီးကသူတို့အိမ်ဟောင်းမှာတလားကိုပြား200နဲ့ငှားနေဖို့ခွင့်ပြုပေးတယ်ကျမလည်းအိမ်ကိုအမြန်တန်ရှင်းရေးလုပ်လိုက်တယ်ချင်းချိုကနောက်နေ့အမဲလိုက်သွားပြီးမင်းကိုအကောင်းဆုံးတွေကျွေးချင်တယ်လို့ပြောတဲ့အခါကျမရင်ထဲကခံစားနေရတာတွေပျောက်သွားရတယ်အနည်းငယ်အကြာမှာတော့ကျွေးရှင်တွေရွာကိုရောက်လာပြီးချင်းပေါင်ကိုဖမ်းကြတယ်အိမ်ကပစ္စည်းတွေအကုန်တည်သွားသလိုလယ်တွေကိုလည်းတင်လိုက်ကြတယ်ကျမတို့ကတော့အဝေးကနေပဲကြည့်နေမိတာပေါ့အခုတော့ချင်းချိုကအိမ်အသစ်ဆောက်ဖို့ပြင်ဆင်နေပြီးရွာသားတချို့ကလည်းဝိုင်းကူညီပေးကြမယ်လို့ပြောတာကြောင့်ဒါဟာတကယ်ကိုအံ့ဩစရာကောင်းတဲ့သတင်းကောင်းပါပဲအိမ်သစ်ဆောက်ဖို့ဝိုင်းလုပ်ပေးတဲ့သူတွေအတွက်အလုပ်သမားခအနေနဲ့ငွေတော့မပေးရပေမဲ့ထမင်းတော့ကျွေးရလိမ့်မယ်တောရွာကလူတွေဆိုတာတောင်းဆိုတာအများကြီးမရှိပါဘူးတဲလေးထိုးအိုးတလုံးချအသားနဲ့ထမင်းတအိုးရဲရောချက်ပြီးနှံစားပြောင်းမှုလေးနဲ့စားရရင်ကျင်းနဲ့ကြတာပါဒီအတွက်ကြောင့်ချင်းကျူကတောဝတ်တကောင်ရှာလာခဲ့တော့ဝိုင်းကူလုပ်ပေးမဲ့သူတွေပုံများလာတယ်တကယ်တော့မြမိုးရဲနှလုံးဆောက်တာဆိုတော့လူဆယ်ကနန်းလောက်နဲ့2ရက်အတွင်းပြီးသွားနိုင်တာပါချင်းကျူကတဲလေးတစ်လုံးလိုပဲစောက်မယ်လို့ပြောခဲ့တယ်အစကတည်းကဒီအိမ်ကိုအုပ်နဲ့အုပ်ကျွတ်တွေနဲ့ကောင်းကောင်းဆောက်လိုက်ရင်သူမိဘတွေအတွက်တော့အသားတုံးကြီးသူတို့ပါဇက်ထဲသွားထည့်ပေးတယ်လို့ဖြစ်နေမှာစိုးလို့လေ
နှစ်ရက်အတွင်းပြီးသွားတဲ့မြမိုးအိမ်လေးကတိတ်မကြီးပါဘူးတခန်းကလူနေဖို့နောက်တခန်းကချင်းကျူရဲ့အမဲလိုက်ပစ္စည်းတွေထားဖို့ပေါ့ကျမချင်းကျူရင်ခွင်နဲ့တိုးဝင်ပြီးကျမတို့မှအိမ်ရှိပြီးတော့အလို့ပြောလိုက်တယ်ချင်းကျူကခေါင်းညိပြီးငါအော်ရာမှာထားတဲ့ပတင်စပွဲနဲ့ကလာထိုင်တွေခဏနေရောက်လာတော့မယ်တဲ့ကျမလည်းအိမ်ကိုချက်ချင်းစတင်တန်ရှင်းရေးလုပ်တော့တာပေါ့အိမ်ကတန်ရှင်းနေပြီးသားဆိုပေမဲ့ကျမကိုယ်တိုင်တေချာတိုက်ချွတ်ခြင်းသေးလို့ပါတန်ရှင်းရေးလုပ်ပြီးတာနဲ့ကတင်တွေရောက်လာတယ်ဗလာဖြစ်နေတဲ့အိမ်လေးထဲမှာပစ္စည်းတွေတဖြည်းဖြည်းပြည့်လာတာကိုကြည့်ပြီးပျော်ရွှင်မှုကိုမထိန်နိုင်တော့ဘူးကျမတို့အိမ်တက်ပွဲမလုပ်ဖြစ်ခဲ့ဘူးမတက်နိုင်လို့ပါရွာသူရွာသားတွေအကုန်လာရင်စံတွေအသားတွေဘလောက်တောင်ကုန်မလဲထင်းတောင်မှမနှဲကုန်မှညမိုးတဲ့နှလုံးထဲအတွက်နဲ့လည်းအကြီးအကျယ်လုပ်ဖို့မလိုပါဘူးချင်းချိုကကျမကိုကြည့်ပြီးပြုံးရင်းအာမန်ငါစားချင်လဲငါပို့ချက်ပေးမယ်လေလို့မေးတယ်သူ့မျက်လုံးထဲကအရေးအယောင်ကိုကျမနားလေတာကြောင့်သူ့ကိုမျက်စောင်းလေးထိုးလိုက်မိတယ်ချင်းချိုငါသားလေးရေဆိုပြီးသူ့အမေကငွေကိုအော်ဟစ်ပြီးရောက်လာတယ်ချင်းချိုကိုဆွဲပြီးရိုက်နေရင်မြေကြီးပေါ်ပုံရက်သားထိုင်ချလိုက်ပြီးငါသားမင်းကြီးလေးကိုကဲပါဦးသူ့ခြေထောက်တွေကိုအရိုက်ခံရတော့မယ်မင်းကြီးတိုင်းကြည့်မနေပါနဲ့ဦးတဲ့ချင်းချိုကသူ့ကိုတွန်းထုတ်ပြီးခမားကဘာတူလဲလို့အေးဆက်ဆက်မေးလိုက်တယ်ချင်းချိုအမေကချင်းချိုဒီလောက်အေးဆက်လိုက်မယ်လို့မထင်ထားဘူးခဏလောက်ကြောင်သွားပြီးမှပြန်အောင်ကိုပြန်နေတာရင်အမေမင်းပေါ်မှားခဲ့တာအမေသိပါတယ်အမေနောင်တရနေပါပြီတဲ့ချင်းချိုကသူ့ကိုတစ်ချက်တောင်ကြည့်မနေတော့ဘူးကျမကိုလှည့်ပြီးအိမ်ထဲဝင်ပြီးတန်ရှင်းရေးပဲဆက်လုပ်နေလို့ခက်ပြက်ပြက်ပြောတယ်ကျမကြောင်သွားပေမဲ့သူစိတ်မကြည်လို့နေမှာပါဆိုပြီးအိမ်ထဲဝင်သွားလိုက်တယ်တကယ်တော့ကျမလည်းသူ့မိရဲ့စိုးသွမ်းမှုကိုမရင်ဆိုင်နိုင်တယ်လို့မရင်ဆိုင်ချင်ပါဘူးအပြင်ကနေချင်းချိုအတန်ကြားနေရတယ်အခုချက်ချင်းပြန်တော့မဟုတ်ရင်ချင်းပေါင်ရဲ့ခြေထောက်တွေတကယ်ကျိုးခံရလိမ့်မယ်တဲ့ဝန်ကတော်ကပိုလန့်သွားပြီးအိမ်ထဲဝင်ပြီးပစ္စည်းယူဖို့စူးစမ်းတော့ချင်းချိုကတားလိုက်တယ်ကျွန်တော်ကိုလက်ပါအောင်မလုပ်ပါနဲ့တဲ့ချင်းချိုတကယ်စိတ်ဆိုးလာရင်အရန်ကြောက်ဖို့ကောင်းမှန်းလူတိုင်းသိတယ်သူ့အမေအရင်တောင်ကြောက်ရတယ်နောက်ဆုံးတော့သူ့သားအချစ်တော်ခြေထောက်ကျိုးခံရမှာကိုပိုကြောက်တာကြောင့်အုံငိုရင်းပြန်ပြေးသွားတော့တယ်ချင်းချိုအိမ်ထဲဝင်လာပြီးအာမန်ခုနကငါစကားအတွက်တောင်းပန်ပါတယ်မင်းကိုတမင်အော်တာမဟုတ်ပါဘူးအိမ်မှာမင်းကဆုံးဖြတ်ပိုင်ခွင့်မရှိဘူးငါကပဲအားလုံးစီမံတာလို့သူတို့ထင်အောင်လုပ်လိုက်တာပါမဟုတ်ရင်သူတို့ကမင်းကိုလာနှောက်ယှက်နေလိမ့်မယ်လို့ရှင်းပြတယ်သူ့စကားကိုကြားမှကျမချက်ချင်းနားလည်သွားပြီးခေါင်းကြီးပြလိုက်တယ်ပြီးတော့ခြေဖျားလေးထောက်ပြီးသူ့ကိုနမ်းလိုက်မိတယ်ကျမပြန်ဆုံးမလို့လို့တော့သူကကျမကိုဖမ်းဆွဲပြီးပြန်နှမ်းရင်ညကြရင်မင်းကိုတွေးကြသေးတာပေါ့တဲ့ချင်းပေါင်ကတော့ခြေတော့အကျိုးမခံရပါဘူးအကျွေးဆက်ဖို့အတွက်အလုပ်ကျန်းလုပ်တဲ့နေရာကိုအဖမ်းခံလိုက်ရတာပါချင်းချိုမီနဲ့အဖေတို့ကအဝေးကြီးအထိလိုက်သွားကြပေမဲ့အကျွေးရှင်တွေကထပ်လိုက်လာရင်နင်တို့ကိုပါဖမ်းပြီးအလုပ်ခိုင်းပစ်မယ်လို့ချင်းချောက်လိုက်တော့ကြောက်ပြီးတလန်းမှထပ်မတိုးရဲကြတော့ဘူးဒီသတင်းတွေကိုကျမရွာထဲကအတော်ရီစီကကြားရတာပါကျမသူတို့ကိုသွားပြီးမလောင်ပြောင်မိအောင်အောင့်ထားလိုက်တယ်တက်ပြင်းမဲ့အရှိကြီးချမိတယ်ချင်းချောင်းဝန်းတို့ဇနီးမောင်နှံဘဝကမလွယ်လာပါဘူးအိမ်မှာစားစရာမရှိညီလည်းမရှိသူတို့ကလည်းအလုံးမစူးစားကြတော့ထမင်းငက်တဲ့အထိဖြစ်လာတာပေါ့ဟိုအိမ်ကချေးလိုက်ဒီအိမ်ကချေးလိုက်နဲ့နောက်ဆုံးသူများပစ္စည်းတွေခိုးတဲ့အထိဖြစ်လာတော့လူမိပြီးမျိုးနွယ်စုခေါင်းဆောင်စီအပိုးခံရတယ်ခေါင်းဆောင်ကမျက်မှောင်ကျုပ်ပြီးမျက်နှာပြက်နေတာပေါ့ကျမကတော့လူအုပ်ပြင်ကနေကြည့်ရင်ဒီလိုဖြတ်သမားတွေရောက်လာမယ်မှန်းခေါင်းဆောင်သာသိခဲ့ရင်အစကတည်းကရွာထဲပေးဝင်မှာမဟုတ်ဘူးလို့တွေးနေမိရဲ့ခေါင်းဆောင်ကျမတို့ရွာမှာတခုံးမထွက်တာဘလောက်ကြာပြီလဲဒီဇနီးမောင်နှံကတော့တကယ်ကိုလူမဆန်ဘူးသူတို့ကိုပြင်းပြင်းထန်ထန်အဖြစ်ပေးပါလို့ရွာသားတွေကဝိုင်းပြောကြတယ်ချင်းချိုမေကတော့တောင်းပန်နေပြီးအဖေဖြစ်တဲ့ချင်းချောင်းဝန်းကတော့ခေါင်းလေးငုံနေတယ်ခေါင်းဆောင်ကလူအုပ်ထဲမှာချင်းချိုကိုလိုက်ရှာပေမဲ့မတွေ့တော့ထောက်မှရှိနေတဲ့ကျမကိုလှမ်းကြည့်တယ်။ကျမလည်းကိုအမြန်လေးကြုံပြီးပုံနေလိုက်တာပေါ့။ဒါဆိုရင်တော့သူတို့ကိုဘိုးဘွားရိတ်တာမှာတန်ရှင်းရေးလုပ်ဖို့အပြစ်ပေးမယ်လူအချို့ကစောင့်ကြည့်ထားပါခိုးစားခွင့်မပေးနဲ့နောက်တစ်ခါထပ်ဖြစ်ရင်တော့ရွာကနေတိုက်ရိုက်နှင်ထုတ်မယ်လို့ခေါင်းဆောင်ကဆုံးဖြတ်လိုက်တယ်။ရွာသားတွေကမကျေနပ်ကြပေမဲ့ခေါင်းဆောင်ပြောပြီးဆိုတော့မတက်နိုင်ကြဘူး။ခိုးခံရတဲ့အိမ်တွေကပစ္စည်းပြန်လို့ချင်းပေးမဲ့အကုန်စားပြည့်ရောင်းပစ်လိုက်ပြီဆိုတော့ရွာသားတွေလည်းစိတ်အေးတိုင်းထွာရင်းပဲပြန်လာခဲ့ကြရတယ်။တစ်ကူတော့မှဆိုတော့အိမ်တစ်လေးမှာနှစ်တစ်ကူဖို့အတွက်လိုအပ်တာတွေဝယ်ထားရမယ်လေဒါပေမဲ့အိမ်ကတေးသေးလေးဆိုတော့အများကြီးလဲမဝယ်ရဲဘူးသူများတွေမြင်လဲမကောင်းဘူးလေတော်ယုံတန်ယုံပဲဝယ်လိုက်တယ်ဒီနှစ်တစ်ကူကိုကျမနဲ့ချင်းကျူတို့ကောင်းကောင်းဖြတ်တန်းခဲ့ကြတယ်နေ့တိုင်းပိုက်ဝအောင်စားတော့ပြီးကတင်ပေါ်မှာလှဲနေတာပေါ့ဒီတိုင်းအလကားလှဲနေတာတော့မဟုတ်ဘူးချင်းကျူကခလေးလိုချင်နေတယ်ကျမလည်းလိုချင်တယ်လာမယ့်နှစ်မှာကျမတို့ဆန္ဒတွေပြေဝပါစေလို့မျှော်လင့်မိတယ်ပိုက်ဝအောင်စားထားနိုင်လို့လားမသိဘူးဒီနှစ်ဆောင်းရာသီကတိတ်မအေးတယ်လို့ပဲຫນွေဦးရောက်ပြီးပန်းတွေပွင့်လာတော့အိမ်တိုင်းကမြေတူးပြီးစိုက်ပျိုးဖို့ပြင်ဆင်ကြတယ်ကျမကတော့တော်ဟင်းသီးရွက်တွေပဲလိုက်တူးတာပေါ့တန်ရှင်းအောင်စေးရင်တွေဖြောပြီးအချောက်လန်းထားတယ်ဒါမှမဟုတ်စားနေပြီးအချင်းတီထားလိုက်တယ်ဒီအချင်းတွေနဲ့အချောက်တွေကိုအထင်မသေးပါနဲ့ဟင်းချက်တဲ့အခါအရန်ငွေပြီးစားလို့ကောင်းတာပါချင်းချိုကတော့နေတိုင်းအမဲလိုက်ရင်ရတဲ့ပတ်စံတွေကိုကျမစီပဲအကုန်အပ်တယ်ပတ်စံအိုးထဲမှာပတ်စံတွေများလာတာကိုကြည့်ပြီးကျမတိတ်ပြောတာပဲမက်လာကုံလောက်မှာကျမတကူလုံးတစ်မျိုးကြီးခံစားလာရတယ်စိတ်မကြည်ဘူးအားမရှိသလိုပဲချင်းချိုအမဲလိုက်ရာကပြန်လာတော့ဒီအကြောင်းပြောပြလိုက်တယ်သူချက်ချင်းစိတ်လှုပ်ရှားသွားပြီးမင်းအိမ်မှာပဲနေငါဆရာဝန်သွားပြင်ပေးမယ်နဲ့ကျမတို့ကကြိုတင်ပြင်ဆင်ထားတာဆိုတော့ကျမဘာဖြစ်နေလဲဆိုတာကျမတို့သိနေကြပြီးသားပါ
ဆရာဝန်လာကြည့်တော့တကယ်ပဲကိုဝင်ရှိနေပြီတဲ့ဂုံယူပါတယ်ဗျာကိုဝင်က2လကျော်နေပြီလို့ပြောတယ်ကျမကိုဝင်ရှိတာကိုရှောက်မပြောပေမဲ့ကလေးရှိဘူးတဲ့အမတွေရောက်လာတဲ့အခါသူတို့တည်သွားကြတယ်ဂုံယူပါတယ်အာမန်ကားလေးမွေးလာရင်တော့မင်းချေကုံလက်ကုံရက်တည်နိုင်ပြီနောက်ဆိုချင်းချိုရှာသမျှမင်းမဲကန်ရမှာအိမ်မှာမင်းကအရှင်သခင်မပဲနှောက်ယှက်မဲ့ရောက်ခမတွေလည်းအနားမှာမရှိတော့ဘဝကတိတ်အေးချမ်းပါလို့သူတို့ကပြောကြတယ်ကိုဝင်ရှိလာတော့ချင်းချိုကပိုပြီးဂယုဆိုင်လာတယ်အမဲလိုက်ရာကနေလည်းစောစောပြန်လာတယ်အိမ်ကအလုတ်ကျန်းမှန်သမျှသူပဲအကုန်လုပ်ပေးတယ်ကျမလည်းကိုတေချာဂယုဆိုင်ပါတယ်ဒါပေမဲ့ဘာမှမလုပ်ဘဲနေလို့တော့မရပါဘူးတောရွာကမိမတွေကအဲ့ဒီလောက်အထိအနုစိတ်မနေကြဘူးလေအဲ့ဒီနေ့ကကျမချင်းတောင်းလေးဆွဲပြီးမုံလို့စားဖို့တောဟင်းသီးကြီးရွက်တွေတွားကူတယ်တောင်ဆောင်ကနေအတွန်းခံလိုက်ရတဲ့အချိန်မှာကျမကြောက်လန့်တကြားအော်ဟစ်လိုက်မိတယ်ကျမကိုတွန်းလိုက်တဲ့သူကဘသူလဲဆိုတာကျမမြင်လိုက်ရတယ်အဲ့ဒါချင်းချိုရဲ့အမေဝန်ကတော့ပါကျမတောင်ဆောင်ကနေလိမ့်ကျသွားတာကိုကြည့်ပြီးသူ့မျက်လုံးတွေထဲမှာအမျိုးတေးတွေနဲ့ငါသားငယ်လေးကဒုက္ခရောက်နေရတာနင်တို့ကဘာလို့ဒီလောက်ကောင်းစားနေရတာလဲကလေးလိုချင်သေးတယ်လားအိမ်မက်ပဲမက်နေလိုက်တဲ့ကျမတကူလုံးနာကျင်လုံးလို့အတန်တောင်မထွက်နိုင်တော့ဘူးကိုဝင်နဲ့ကျမကိုတွန်းချခဲ့တဲ့ချင်းချိုမေကိုမသွားဘူးကဲဖို့လန်းလန်းပြပေမဲ့သူကတော့ထွက်သွားခဲ့တယ်ရွာထဲကကလေးတွေမြင်လို့ရွာထဲကိုပြေးပြောကြပြီးလူတွေရောက်လာမှကျမကိုအိမ်ပြန်တည်သွားကြတာပါရွာသားတွေကပဲဆရာဝန်ကိုသွားပြင်ပေးကြတယ်ဆရာဝန်ကတက်ပြင်းချပြီးခေါင်းခါတာကိုကျမမြင်နေရတယ်ချင်းချိုကမျက်နှာပြက်ပြီးအိမ်ထဲကိုဝင်လာတယ်ကျမသူ့ကိုကြည့်ပြီးငိုယိုရင်းရှင်အမေကျမကိုတွန်းချလိုက်တာလို့ပြောလိုက်တယ်ချင်းချိုလက်မှာသွေးတွေပေးနေတယ်သူကကျမမျက်ရည်တွေကိုအသာလေးတုပ်ပေးရင်အာမန်ငါသိတယ်အကုန်သိတယ်ဘာမှမတွေးနဲ့တော့ဆေးတောက်ပြီးအိတ်လိုက်တော့နော်ငါတို့ကလေးအတွက်တရားမျှတမှုကိုအဖေဖြစ်တဲ့ငါကပဲလုပ်ပေးမယ်တဲ့ချင်းချိုစကားကိုကြားတော့ကျမအုံငူမိတယ်တကယ်ကိုရင်နာလုံးလို့ပါချင်းချိုကချက်ချင်းထွက်မသွားဘူးကျမငိုရင်းနဲ့အိပ်ပျော်သွားတဲ့အထိပတင်ပေးမှထိုင်နေပေးတယ်ကျမကိုကြည့်ရှုဆောင်ရှောက်ဖို့လူတယောက်ငှားလိုက်ပြီးမှသူကသူ့ရဲ့အမဲလိုက်တာကိုကင်ပြီးသူ့မိဘအိမ်ကိုသွားတော့တယ်အဲ့ဒီနေ့ကရွာထဲမှာသူ့မိဘတွေရဲ့အော်ဟစ်တန်တွေတောင်းပန်တန်တွေနဲ့ပြင်းနေနေတယ်လို့ကြားရတယ်ရွာသားတွေကသွားကြည့်ကြပေမဲ့ဘယ်သူမှဝင်မတားရဲကြဘူးသူတို့နှစ်ယောက်အတန်မထွက်နိုင်တော့တဲ့အထိဖြစ်တော့အမချင်းချိုကအိမ်ထဲကထွက်လာတယ်ချင်းချိုအဲ့ဒါမိမိဘတွေလေလို့တယောက်ကပြောပေမဲ့သူကသူ့ကိုငငယ်လေးကရရဆက်ဆက်ဆုံးပစ်ထားခဲ့တဲ့အပြင်အခုလဲကိုဝင်ရှိနေတဲ့ကျမကိုတယောက်တွန်းချပြီးကြံစီတဲ့မိဘတွေကိုနာကြီးစိတ်နဲ့ပဲသူကဘသူကိုမှလေးကုန်ခံပြီးဘာမှပြန်မပြောဘူးသူမြင်သမျှအကုန်လုံးကိုစတင်ဖြစ်စည်းတော့တာပဲတရင်ပေါက်တွေအိမ်ခေါင်မိုးတွေကအစအိမ်ဦးကြီးပြိုကျပျက်စီးသွားတဲ့အထိလှုပ်ပြီးမှသူထွက်သွားခဲ့တယ်ရွာသားတွေဝင်ကြည့်တော့သူတို့နှစ်ယောက်ကတော့အကောင်းတိုင်းပါပဲဒါပေမဲ့ကြောက်လုံးလို့တတိလက်လွတ်တွေဖြစ်နေကြပြီးကျမပြန်လို့လာတော့ချင်းချိုကကရင်ဘေးမှာရှိနေတယ်အာမန်နာနေသေးလားနဲ့ကျမမှာကလေးမရှိတော့ဘူးဆိုတဲ့အကြောင်းတကူလုံးနာကျင်နေတဲ့အကြောင်းတွေပြောချင်ပေမဲ့စကလုံးတွေထွက်မလာဘူးထမင်းချက်ထားတယ်နည်းနည်းစားပြီးပြန်အိတ်လိုက်ဦးငါတို့ကလေးအတွက်အေးချမ်းတဲ့နေရာတစ်ခုသွားရှာပေးမယ်လို့သူပြောတော့ကျမခေါင်းကြီးပြလိုက်တယ်သူထွက်သွားခါနီးမှာကျမကလိုက်ချင်တယ်လို့ပြောတော့သူကဒါဆိုအတူတူသွားကြတာပေါ့တဲ့ချင်းချိုကကလေးအတွက်တောင်ကြီးကစမ်းချောင်းလေးပေးမှနေရာကောင်းလေးရှာပေးခဲ့တယ်မျိုးဦးဆိုတောပန်းလေးတွေပွင့်နေမဲ့နေရာပေါ့ငါတို့တိတ်မျောလင်းခဲ့ရတဲ့ကလေးလေးအတွက်ကျမကိုပဲအပြစ်တင်နေမိတယ်။ချင်းချိုမေကျမကိုတွန်းချတဲ့တဲ့င်းကရွာထဲမှာပြန့်နှံ့သွားတော့မျိုးနွယ်စုကောင်းဆောင်ကစိတ်ဆိုးပြီးသူတို့ကိုမျိုးရိုးစရင်ကနေပယ်ဖြက်ကရွာကနေနှင်ထုတ်ပစ်လိုက်တယ်။သူတို့ဘလောက်ပဲငွေရိုးတောင်းပန်ပါစေ။ဘယ်ရွာသားမှရှိနေမရက်ပေးခဲ့ကြတော့ဘူး။နောက်တနေ့မိုးလင်းတော့ချင်းချိုကကျမကိုလှဲပေါ်တင်ပြီးခေါ်သွားတယ်။ကျမတို့ဘယ်သွားကြမှာလဲလို့မေးတော့သူကငါတို့ကိုဘယ်သူမှမသိတဲ့နေရာကိုသွားကြမယ်။စားချင်တာစားဝတ်ချင်တာဝတ်ပြီးငါတို့အပေါ်ဘယ်သူမှမစော်ကားရဲတဲ့နေရာကိုသွားမှာပါမကြောက်နဲ့ငါမင်းကိုကာကွယ်ပေးမယ်ဘသူပဲဖြစ်ဖြစ်မင်းကိုထိရင်ငါတက်ပြစ်မယ်တဲ့ကျမတို့တောင်ဘက်ကိုခရီးနေခဲ့ကြတယ်လမ်းမှာမြင်သမျှအထူးဆန်းတွေဖြစ်နေပေမဲ့ကလေးကိုတတိယတိုင်းတက်ပြင်းချမိတယ်ချင်းချိုကကျမလက်ကိုစုပ်ကင်ပြီးအားပေးတယ်နောက်ကျကျမတို့ဟုံနီးဆိုတဲ့မြို့လေးမှာအခြေချဖြစ်ခဲ့တယ်ပတ်စံမလောက်သေးလို့အိမ်လေးတစ်လုံးငှားပြီးအခြေတကျဖြစ်အောင်ပြင်ဆင်ကြတယ်ချင်းချိုကအလုပ်ကျန်းလုပ်ပြီးပတ်စံရှာတယ်ကျမကလည်းအချုပ်အလုပ်လေးတွေကုလုပ်ပေးရင်ဘဝကတဖြည်းဖြည်းပြန်ဆိုပြေးလာတယ်ဒီအိမ်ကသဘောကောင်းတဲ့အမကြီးနဲ့လည်းခင်မင်းရင်းနှီးခဲ့ပြီးသူ့သားလေးမှုကြီးကိုလည်းကျမတို့ကတားရင်လိုချစ်ခင်ခဲ့ကြပါတယ်အမကြီးကကျမကိုအပြင်မှာအလုပ်ကူလုပ်ဖို့လာခေါ်တတ်တယ်အလုပ်လုပ်နေရတော့စိတ်ထဲမှာကလေးကိစ္စကိုတိတ်မတွေးမိတော့ဘူးချင်းချိုကစာဖတ်စာရေးလဲတင်ပေးတယ်သူကငါတို့စာတက်မှစီးပွားရေးလုပ်ရင်မပင်ပန်းမှာလို့ပြောတယ်နောက်ပိုင်းမှာချင်းချိုကပတ်စံတွေပို့ရှာနိုင်လာပြီးကျမတို့ငှားနေတဲ့အိမ်လေးကိုပါဝယ်ယူနိုင်ခဲ့တယ်လို့ကျမကလည်းဟင်းရောက်တဲ့လုပ်ငန်းလေးကိုစတင်ခဲ့ပါတယ်လက်ရကောင်းလို့ကျမရဲ့ဟင်းရောက်တဲ့အလုပ်ကလည်းအောင်မြင်လာတယ်တစ်နှစ်အတွင်းမှာလှဲလေးနဲ့ရောင်းရကနေဆိုင်ငန်းကြီးဖြစ်လာခဲ့တယ်။အိမ်အစ်စ်ကိုပြောင်းပြီးမကြခင်မှာကျမကိုဝင်ပြန်ရှိလာတယ်။ချင်းချိုကအရန်ဝမ်းသာသွားပြီးအိမ်မှာအလုပ်လုပ်ဖို့လူငါပေးမယ်မင်းကတော့အနားယူပဲယူနေတော့တဲ့သူကကလေးအတွက်အဝတ်စားတွေမကပဲကစားစရာတွေပါကြိုဝယ်ထားတယ်။အခုတော့ကျမကက်လက်ထိုင်ပေါ်မှာထိုင်ပြီးကလေးအတွက်အင်ဂျီလေးတွေချုပ်နေပြီးအိမ်လေးထဲမှာလည်းအေးချမ်းမှုတွေပြင်းနေနေတဲ့
သူကကျမဘိုက်ကိုအသာလေးကင်ကြည့်ရင်ဒီနေ့ကလေးကမင်းကိုဒုက္ခပေးလာတဲ့ကလေးကဘိုက်ထဲကနေကန်လိုက်တဲ့အချိန်မှာကျမတို့နှစ်ယောက်လုံးပြိုင်တူပြုံးလိုက်မိကြတယ်ကျမတို့ဟာအတိတ်ကနာကျင်မှုတွေကိုကြော်ဖြတ်ပြီးအတိတ်တစ်ဖန်မွေးဖွားလာမဲ့ရင်သွေးလေးနဲ့အတူပျော်ရွှင်စရာကောင်းတဲ့ဘဝတစ်ကိုပိုင်ဆိုင်နေပြီဖြစ်ပါတယ်အာမန်နဲ့ချင်းကျိုးဇလန်းလေးလည်းဒီမှာတင်ဆက်သိမ်းသွားပါပြီနော်မင်းကလေးတိုင်းလည်းချင်းချိုလိုအမြဲကာကွယ်ပေးပြီးတန်ဖိုးထားချစ်တတ်တဲ့ယောက်ျားမျိုးနဲ့ဘဲဆုံတွေ့ပြီးပျော်ရွှင်ကြပါစေနော်နောက်လဲဇလန်းကောင်းလေးတွေအစားဆုံးတင်ပေးမှာမို့တင်တိုင်းကြည့်ရှုအားပေးကြပါဦးနော်